ကျွန်တော်တို့ညီကိုမောင်နှမတွေအတွက်ကိုကျွန်တော်သိဆိုပြပါမယ်အဝေးရောက်နေတဲ့ညီကိုမောင်နှမတွေအတွက်ပေါ့နော်အားလုံးပဲနားဆင်ပြပါဗျာအရန်ကောင်းတဲ့တခြင်းလေးတစ်ပုဒ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းကြိုက်ပါတယ်ဒီတခြင်းလေးတောင်းဆိုတဲ့သူတွေများဒီဆိုပြလိုက်တဲ့ဖြစ်ပါတယ်ခင်ဗျာညံ့ပါရှင်နာရီကိုနှလုံးသားမှာအမုန်းတရားတွေမရှိခဲ့ပါနဲ့ညမလေးရဲ့ချင်းချင်းနာနာချစ်ချင်းများနဲ့ခလီလူချီရတာတမျိုးမစိုးနေတော့ကွယ်ခလီစုလေးရဲ့အချင်းနာတီးနေစုကသိညမလေးကွယ်အိပ်ပါတော့လေကွယ်ရှင်နာရီကိုနှလုံးသားမှာအမုန်းတရားတွေမရှိခဲ့ပါနဲ့ညမလေးရဲ့ချင်းချင်းနာနာချစ်ချင်းများနဲ့တမီးလေးလူချီရတာတမျိုးမစိုးနေတော့ကွယ်ခလီစုလေးရဲ့အချင်းနာတီးနေစုကသိညမလေးအိတ်ကွယ်အိတ်ပါတော့လေကွယ်ချစ်ချင်းတရားတွေအေးချမ်းပါစေညမလေးလောကရန်ပင်လေကြုံမှာမြစ်တမ်းလေးကလေးအစင်မရှိတယ်တူစစ်ချစ်ချင်းတရားတွေအေးချမ်းပါစေညမလေးလောကရန်ပင်လေကြုံမှာမြစ်တမ်းလေးကလေးအစင်မရှိတယ်ရှင်အပြုံးများနဲ့ခရီးနဲ့မဲခွေနှွေးထွေးအချင်နာနှလုံးသားလမ်းပြခြင်းမစိုးနေတော့ကွယ်ခလေးစုလေးရဲ့အချင်နာတီးနေစုကသိညမလေးအိတ်ကြီးအိတ်ပါတော့လေကွယ်ရှင်နာရီကိုနှလုံးသားမှာအမုန်းတရားတွေမရှိခဲ့ပါနဲ့ညမလေးရဲ့ချင်းချင်းနာနာချစ်ချင်းများနဲ့တမီးလေးလူချီရတာတမျိုးမစိုးနေတော့ကွယ်ခလေးစုလေးရဲ့အချင်းနာတီးနေစုကသိညမလေးအိတ်ကွယ်အိတ်ပါတော့လေကွယ်ချစ်ချင်းတရားတွေအေးချမ်းပါစေညမလေးလောကရန်ပင်လေကြုံမှာမြစ်တမ်းလေးကလေးအစင်မရှိတယ်တူစစ်ချစ်ချင်းတရားတွေအေးချမ်းပါစေညီမလေးလောကရန်ပင်လေကြုံမှာမြစ်တမ်းလေးကလေးအစင်မရှိတယ်ရှင်အပြုံးများနဲ့ခရီးနဲ့မဲခွေနှွေးထွေးအချင်နာနှလုံးသားလမ်းပြခြင်းမစိုးနေတော့ကွယ်ခလေးစုလေးရဲ့အချင်နာတီးနေစုကသိညမလေးကွယ်အိပ်
ပါတော့လေခွဲ